ကျွန်တော်ချစ်တော်ပြည်မြို့ပြည်ရွှေစံတော်ဖရာမြန်မာနိုင်ငံတွင်ရွှေစံတော်ဟုဘွဲချီလျက်ထင်ရှားသည့်ဖရာစေတီသုံးဆူရှိပါသည်ပြည်မြို့တွင်တဆူတောင်ငူမြို့တွင်တဆူတွန်တေးမြို့တွင်တဆူဖြစ်ပါသည်မြန်မာနိုင်ငံမြေလက်ဒေသပဲခူးတိုင်းပြည်မြို့၏အရှေ့ပိုင်းစင်စုရဲမြောက်ဖက်၌တုဒ္ဒနာမီသောတောင်ကုန်းငယ်တွင်တည်ရှိသောရွှေစံတော်ဖရာကိုမြတ်သည့်တင်ဖရာဟုလည်းရှိကခေါ်တွင်ခဲ့သည်ဤရွှေစံတောင်ရှင်ဖရာတွင်ကကုတန်ဖရာရှင်ဤဒုကုတ်တော်ကောနာကုံဖရာရှင်ဤအန္တာကောက်တင်ငန်းတော်ကောနာကုံဖရာရှင်ဤခါပန်းတော်ဂေါတမဖရာရှင်ဤအန်တော်လေးစုနှင့်မိတီတိုင်းတို့ကိုဌာပနာထားသည်ဂေါတမဖရာရှင်သည်ရှစ်ဝါမြောက်တွင်မြမပြည်သို့ဒေသစာရီကြွချီတော်မူရာဤရက်၌ပကံပြည်ကြီးဖြစ်လက်တက်ဤအရက်၌တရေခိတ္တရာဖြူမြို့ယခုတရေခိတ္တရာပြည်မြို့ဖြစ်လက်တန်စသည်ဖြင့်ဖြာတိတ်ပေးခဲ့ပါသည်ယင်းတို့ကြွချီတော်မူစဉ်အေယပထနဂါမင်းကလူပေါင်းတို့ကိုးကွယ်ရာစိတ်သောငါစံတော်တက်ကိုပေးသနာရန်လျှောက်ထားသည်ဖျားရှင်သည်နဂါမင်းအားမပေးဘဲသူဝနဘုံမီရအရက်တို့ကုံသွယ်သွားနေသောအစီကဖက်လီကကုံတဲ့ညီနောင်တို့အားပေးမိဟုမိန်ကြားကလက်ကြလက်တော်ဖြင့်ဦးကောင်းတော်ကိုတုံးတက်လေသောစံတော်လေးစုပါလာသည်ရင်းစံတော်တို့ကိုနဂါမင်းဆက်သည့်မြကျုံနှင့်ထည့်၍ကိုးကွယ်ထိုက်သူဖူးတွေကသာသနာတီမီအရက်၌စေတီတီထားကိုးကွယ်စေတဲ့ဟုမိန်တော်မူလျင်မြကျုပ်သည်လက်ဝါးတော်မှပြန်တက်၍ထန်းခုနှစ်ဆင့်မြင့်သောအရက်နှင့်ရောင်ကြီးတော်မူကာဝါပဒေတာ၌ရက်နာလေသည်သူဝနဘုံမီမှပြန်လာသောအစီကဖလိကညီနောင်လည်းအေယာဝတီမြေကျောင်းကိုစံတက်ကစံတော်ကျုပ်တီရာသို့ရောက်လျင်ရွှေရောင်တဝင်းဝင်းနှင့်တွေ့မြင်ရ၍ကြည်ကြသည်ရတနာမြကျုံနှင့်တကွစံတော်လေးစုကိုဖောင်ပေါ်သို့ပင့်ခဲ့ပြီးနောက်မြင့်မြတ်ရာကုန်းမြေကိုရှာသောယခုရွှေစံတော်ဖျားတီရာသူတနာကုန်းကိုတွေ့သဖြင့်ရတနာမြေကျုံနှင့်စံတော်လေးစုကိုရွှေအုပ်ခုနှစ်ချက်ရန်ကဌာပနာ၍စေတီတည်သည်သာသနာနှင့်တရားတစ်ခုနှစ်တွင်ဒုတပေါင်းမင်းကြီးနန်းတက်တော်သူတနာကုန်း၌ဖျားရှင်၏စံတော်လေးစုဌာပနာ၍စေတီတည်ထားကြောင်းကြားသိတော်မူ၍သူတနာကုန်းကိုရှာဖွေစေသည်ခြုံနယ်ပိတ်ပေါင်းတို့ဖြင့်ဖုံးအုပ်နေသောစေတီတော်ကိုဖူးတွေ့ရသောအတောင်80ရှိသောတက်တော်တိုက်တကားနိုင်ရန်ကိုဖွင့်တော်မူ၍ဆက်လက်တူခေါ်သောရှေးဖျားသုံးစု၏ပရိဘောဂထက်ရာရွှေချောင်းဆောင်၃ခုနှင့်ဂေါတမဖျား၏စံတော်လေးစုဖူးတွေ့ရပြီးနောက်စေတီကိုထပ်မံပြုပြင်တည်ထားသည်တက္ကရာ450ပြည့်တွင်ပကံပြည်အလောင်းစီသူမင်းသည်စေတီတော်ကိုထပ်မံပြုပြင်တည်ဆောက်တော်မူသည်ထို့နောက်ပြည်မင်းမျက်နှာရှိလက်ထက်စေတီတော်ကိုတန်တောင်28တောင်2မိုက်ထိထပ်ပွားသည့်ကရွှေထီးကိုဆင့်တည်ဆောက်တော်မူသည်ထို့နောက်သားတော်မျက်နှာပေါ်ရင်းလက်စေတီတော်၏နောက်မြောက်ထောင်တွင်၆ကြီးရှိသဖြင့်ကုန်းတော်ကိုဆက်ပြီးစေတီတော်ကိုမြင့်တန်တောင်58တောင်စေတီရန်3ဆင့်နှင့်စီခုံစေတီကြီးတည်တော်မူသည်ရွှေထီးကိုဆင့်မြတ်တီးအောင်စံတော်ပြုတင်တော်မူ၍မြတ်တီးတင်ဖရာဟုသမုတ်တော်မူသည်ဤသို့အားဖြင့်ရွှေစံတော်ဖရာကိုဘရင်အဆက်ဆက်နှင့်မျိုးစားအဆက်ဆက်ပြုပြင်ထပ်ပွားတည်ထားခဲ့ရာယခုအခြေသို့ဆက်ရောက်ခဲ့သည်ထို့ကြောင့်စာဆိုကျော်နဝတ္တိကြီးကတောင်ထက်တောင်မြတ်တောင်ကျော်ထွန်း၌လူလက်များရှင်မြတ်တီးတင်နှင့်ရှီဝင်းနာဝဲတရားကုန်းခေါင်စစ်တပ်ပေါင်းသည့်ပြည်တော်များရှင်တည်ထားခဲ့သည်ရွှေကြီးရွှေတိုင်းရွှေဆိုင်တကယ်ရဲရဲထုံးကြောင်ပူတော်ရောင်ဖြင့်ကျုံလုံးကျော်သည်မိတော်စုတောင်းပြတကားခုဆက်စုပ်ခဲ့သည်ဤရွှေစံတော်ဖရာတွင်နှစ်စဉ်တဆောင်မင်းလာဆန်း8ရက်မှတဆောင်မင်းလာပြည်နေ့ထိဖရာပွဲကျင်းပကြသည်မြန်မာပြည်လက်ဒေသဖြစ်တဲ့ထက်မြန်မာပြည်အောက်မြန်မာပြည်အနေနဲ့ရရမှဖရာမှုများနှင့်နေစဉ်စီကားသောတကူကြီးဖရာတစ်ခုဖြစ်သည်ဒီသမိုင်းကိုပြောမယ်ဆိုဘေဒါရီအမင်းအောင်ဒုဒဘောင်ဒီကနိုမီဖရာပွေးဖို့ပွေးမတုံတန်းကမင်းသမီးသမိုင်းကြောင်းများစွာရှိသောဒီမျိုးလေးဖြစ်ပါသည်ဒီဝင်ဒီထွက်စီးပွားတက်ဆိုလို့ရှိပြီးကိုနဝင်းကျေမျိုးဟုခေါ်ပြီးစေတာသမိုင်းဝင်ချတော်ဖရာမှာတရားချီချသူများကိုစီကားလာသည်ဒီမျိုးကန္နာလန်နှင့်ကျော်ဆိုင်ရာဒီမျိုးရဲ့လှတရားတစ်ခုဖြစ်သည်ယူနက်စကိုရဲ့ရှေးဟောင်းစည်ရင်းဝင်တေရီဖြစ်တရားဒီမျိုးဟောင်းလည်းရှိပါသည်တခေါက်လောက်ရောက်လာတော့ပါဆွေးကြနေနေ